အားလုံးပဲမင်္ဂလာပါကျွန်တော်စင်ရောပါ Web Host Software Service Technician တယောက်ဖြစ်ပါတယ်အခုလက်ရှိကျွန်တော်လက်ထဲမှာရောက်နေတဲ့အလုံးလေးကတော့ iPhone 11လေးပဲဖြစ်ပါတယ်ဒီကောင်ကကျွန်တော်ပါလို့မှာလဲဆိုတော့ဒီကောင်ကလောလောဆယ် iCloud ကျနေတာပဲဖြစ်ပါတယ် Okay ဒီနေရာမှာကျွန်တော်တို့ဆက်သွားလိုက်မယ်ဆိုလို့ရှိရင်ဒီ iCloud log to အောင်တာပေါ့နော်ဒီ iCloud ပြန်တောင်းနေတယ် iCloud log ကျနေတာပဲဖြစ်ပါတယ်အခုဒီ iCloud log ကိုကျွန်တော်ကြော်ပြအောင်မှာဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ဒီ iPhone 10s လောက်ကနေစပြီးတော့ 10s 10s Max 10R 7 Pro 7 Pro Max ပေါ့နော်အဲ့ကနေစပြီးတော့16 Pro Max အထိကကျွန်တော်တို့ iCloud ကြော်မယ်ဆိုလို့ရှိရင် iCloud bypass လုပ်မယ်ဆိုလို့ရှိရင်လောလောဆယ်မှာတော့ကျွန်တော်တို့SIM ကတ်ကော Wi-Fi ရောသုံးလို့ရအောင်ကြော်လို့မရသေးပါဘူးဒီကောင်တွေကတော့ iCloud ကြော်လိုက်မယ်ဆိုလို့ရှိရင်လောလောဆယ်ကတော့ Wi-Fi မဲ့သုံးလို့ရပါတော့ Wi-Fi မဲ့သုံးလို့ရအောင် Wi-Fi bypass လုပ်ပြီးပဲကြော်လို့ရပါမယ် Okay ကျွန်တော်ဒီကောင်ကို Wi-Fi bypass လုပ်ပြီးတော့ iCloud ကြော်ပြပါမယ် Okay ကျွန်တော်ဒီကောင်ကို iCloud ကြော်ဖို့အတွက်ပေါ့နော် Wi-Fi bypass လုပ်ဖို့အတွက်ကျွန်တော်ဘယ် tools ကိုသုံးမှာမလဲဆိုတော့ iRemover Pro ဆိုတဲ့ tools ကိုကျွန်တော်သုံးမှာပဲဖြစ်ပါတယ် Okay ကျွန်တော်တို့သုံးရမယ်ပေါ့နော် iRemover Pro 2 ကို download ဆွဲမယ်ပေါ့ download ဆွဲဖို့အတွက်ထုံးစံတိုင်းပဲကျွန်တော်တို့ browser တစ်ခုကိုဖွင့်လိုက်မယ်ကျွန်တော်ကတော့ Chrome ကနေပဲdownload မှာဆိုတော့ Chrome browser ကိုဖွင့်လိုက်မယ်ပေါ့နော်ပြီးတော့အပေါ် address bar မှာကျွန်တော် iRemover Pro လို့ရိုက်လိုက်မယ်ပေါ့နော် iRemover Pro လို့ရိုက်ပြီးတော့ကျွန်တော်တို့ရှာလိုက်မယ်ပေါ့ရိုက်ရှာလိုက်မယ်ဆိုလို့ရှိရင်ဒီမှာအပေါ်ဆုံးမှာ iRemover Pro ရဲ့ website ပေါ့နော် official website ပေါ်လာမယ်ကျွန်တော် detail တစ်ချက်ဝင်လိုက်ပြီပေါ့နော်ဒီလိုမျိုးပေါ်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီအောက်ကပေါ့နော်ဒီ A12 Black My Best ဒီကောင်ကိုကျွန်တော်တို့ download ဆွဲရမှာဖြစ်ပါတယ်ကျွန်တော်တို့အဲ့ကောင်ကိုတစ်ချက်နှိပ်လိုက်ပြီဆိုလို့ရှိရင်အခုလိုမျိုး download ဆွဲလို့ရမယ် mega link ကိုရောက်သွားမယ်ဒီ link ကနေကျွန်တော်တို့ဒီမှာတစ်ချက်နှိပ်ပြီးတော့ download ဆွဲလိုက်မယ်ပေါ့နော်နှိပ်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာစပြီးတော့ file ကို download ဆွဲနေလိမ့်မယ်ဒါလေးပြည့်အောင်ကျွန်တော်တို့တစ်ချက်စောင့်လိုက်မယ် Okayအခုဆိုလို့ရှိရင်တော့ဒါ iRemover Pro file ကိုပေါ့နော်ကျွန်တော်တို့ download ဆွဲပြီးသွားပြီ download ဆွဲပြီးသွားပြီဆိုတော့သူကဒီလိုမျိုး zip file လေးအနေနဲ့ရောက်လာလိမ့်မယ်ပေါ့နော် zip file အနေနဲ့ရောက်လာမယ်ဆိုတော့ဒီ zip file ကိုကျွန်တော်တို့ zip ဖြည့်လိုက်မယ်ပေါ့နော် right click ထားပြီးရင် folder နဲ့ zip ဖြည့်လိုက်မယ်zip မဖြည့်ခင်မှာကျွန်တော်တို့ဒီကောင်ကိုကျွန်တော်တို့ computer တွေရတယ်ပေါ့နော် virus အနေနဲ့သတ်မှတ်ပြီးတော့ဖြတ်သွားတတ်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ virus defender ကိုအရင်ဆုံးသွားပိတ်ပေးရမယ် virus defender ပိတ်ဖို့အတွက်ကျွန်တော် setting တွေကိုသွားလိုက်ပြီပေါ့နော် setting တွေကိုသွားလိုက်မယ် setting တွေကိုသွားပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ virus လို့ရိုက်ရှာလိုက်မယ်နော် virus လို့ရိုက်ရှာလိုက်တဲ့အပေါ်မှာ virus and threat protection ဆိုတာရှိရနော်ဒီထဲကိုကျွန်တော်တစ်ချက်ဝင်မယ် virus and threat protection တွေကိုရောက်သွားပြီဆိုလို့ရှိရင်virus and threat protection တွေကိုကျွန်တော်ရောက်သွားပြီဆိုလို့ရှိရင်ဒီအောက်မှာပေါ့နော်ကျွန်တော် virus and threat protection setting ဆိုတာရှိရဲအဲ့ဒီအောက်မှာကျွန်တော်တို့ manage setting ဆိုတာရှိရနော်ဒီမှာလေးဒီ manage setting ဆိုတာတစ်ချက်ဝင်လိုက်မယ်ဝင်ပြီးတော့ဒီအပေါ်ဆုံးမှာဒီမှာ real time protection ဆိုတာရှိဒီ real time protection ကအခုလက်ရှိမှာ on နေရနော်ဒီကောင်လေးကိုကျွန်တော်တို့ပိတ်ပေးလိုက်မယ် okay real time protection ကို off ပေးလိုက်မယ် off ပြီးတော့ကျွန်တော်တို့ပြန်ထွက်မယ် setting ကိုပြန်ပိတ်လိုက်မယ်ပေါ့နော် setting ပိတ်ပြီးတော့ကျွန်တော်ဒီကောင်ဖြည့်မယ်ပေါ့နော်ဒီကောင် right click ထောက်မယ်ပြီးရင်folder အနေနဲ့ပဲကျွန်တော်တို့ဖြည့်ချလိုက်မယ်ပေါ့နော်ဖြည့်ချလိုက်လို့ရှိရင်အခုလိုမျိုး folder လေးတစ်ခုနဲ့သူပြေးကြလာနိုင်မယ်ကျွန်တော်အဲ့ထဲကိုဝင်လိုက်မယ်အဲ့ထဲကိုဝင်လိုက်ရင်ဒီမှာဒီ file လေး3 file တွေ့ရမယ်နော်ဒီ file လေး3 file တွေ့ရတဲ့ထဲမှာဒီအလယ်ကပေါ့နော်ဒီ exe file ကိုပဲ iRemover Pro exe ပေါ့နော်ဒီကောင်လေးကိုပဲကျွန်တော်တို့သွား run မယ် right click ထောက်မယ်ပြီးရင် run administrator နဲ့ run မယ်ကျွန်တော်တို့ပုံမှန် software လိုမျိုး double click နှိပ်ပြီးတော့မ run ဘူးဒီကောင်လေးက run administrator နဲ့ run မှာအလုပ်လုပ်တာပေါ့နော်အဲ့တော့ကျွန်တော် run administrator အနေနဲ့နှိပ်ပြီးတော့ run လိုက်မယ်အခုလိုမျိုးပေါ့နော် run administrator နဲ့ run လိုက်ပြီဆိုလို့ရှိရင် iRemover Pro ရဲ့ဒီ premium edition ပေါ့နော်ဒီ tools ပွင့်လာလိမ့်မယ်ပေါ့နော်အဲ့တော့ tools ပွင့်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဘာလုပ်မှာလဲဆိုကျွန်တော်တို့ဒီဖုန်းပွင့်နေတဲ့အနေထားပဲပေါ့နော်ဒီ setup အနေထားမှာပဲဖုန်းကိုကျွန်တော်ကြိုးထိုးပေးလိုက်တယ်ပေါ့နော်Okay အခုလိုကြိုထိုးပေးလိုက်ပါနဲ့ကျွန်တော်တို့ရဲ့ဒီဖုန်းရဲ့အချက်လက်တွေအကုန်လုံးပေါ့နော်ဒီမှာပေါ်လာမယ်ပေါ်လာပြီးတော့ဒီမှာ check in ဆိုပြီးတော့ဖြစ်နေလိမ့်မယ်ဖုန်းကလည်းသူက reboot ကြသွားလိမ့်မယ်ပေါ့နော် reboot ကြပြီးတော့ဒီဖုန်းကိုသူက jailbreak လုပ်ပြီးတော့2ကနေပေါ့နော်သူက jailbreak လုပ်ပြီးတော့သူကဒီဖုန်းကိုbypass လုပ်လို့ရလားမရလားဆိုတော့စစ်ဆေးပေးလိမ့်မယ်ပေါ့နော်ကျွန်တော်တို့ဒီမှာခဏစောင့်ပေးလိုက်Okay
ဒါဆိုလို့ရှိရင်သူစစ်ဆေးပြီးသွားရင်ဒီမှာပေါ့နော် your device is supported for A12 plus bypass ပေါ့နော်ဒီ A12 plus bypass လုပ်ဖို့ဒီ Wi-Fi bypass လုပ်ဖို့အတွက်ဒီ device ကို support ပေးပါတယ်ဆိုတဲ့အကြောင်းဒီမှာသူ message ပေါ်လာမယ်ဒါဆိုလို့ရှိရင်ဒါကျွန်တော်တို့ကဒီကောင်ကကျွန်တော်တို့ D2 နဲ့ bypass လုပ်လို့ရတယ်ပေါ့နော်ကျွန်တော်စစ်ဆေးကြည့်တာရတယ်ပေါ့ okay ဒါဆိုလို့ရှိရင်ရတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဘာလုပ်ရမှာလဲဆိုတော့ကျွန်တော်တို့ SN ပတ်ဝယ်ရ SN ဝယ်ရတယ်ဆိုတာဘာလဲဆိုတော့ဒီဖုန်းရဲ့ serial number ပေါ့နော်ဒီ serial number ကိုကျွန်တော်တို့ဒီ iRemove Pro ရဲ့ server မှာသွားပြီးတော့ပို့ပြီးတော့ဒီ serial number နဲ့ iPhone ကိုပေါ့နော်ကျွန်တော်တို့ Wi-Fi bypass လုပ်ချင်ပါတယ်ဆိုပြီးတော့အမှကျွန်တော်တို့credit တွေပေါ့နော်အဲ့လိုဒီ dollar နဲ့ပေးပြီးတော့ကျွန်တော်တို့ဝယ်ရမယ်ဝယ်ပြီးတော့ဒီကနေကျွန်တော်တို့ success ဖြစ်သွားပြီဆိုဝယ်ပြီးသွားပြီဆိုတော့မှကျွန်တော်တို့ဒီမှာလာပြီးတော့ activate လုပ်လို့ရမှာဖြစ်ပါတယ်ဆိုတော့ okay ကျွန်တော်တို့ဒီ serial number ကိုမှတ်ထားမယ်မှတ်ထားပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီ iRemove Pro ရဲ့ server မှာပဲဖြစ်ဖြစ်ပေါ့နော်ဒါမှမဟုတ် iRemove Pro ရဲ့ဒီ reseller တွေ distributor တွေမှာရှိမှာပဲဖြစ်ဖြစ်ပေါ့နော်သွားပြီးတော့ပို့ပြီးတော့ဒီ SN ဝယ်ကြလို့ဆိုပြီးတော့သူတို့ကြာတင်တဲ့လောက်ပေါ့နော်ပေးပြီးတော့သွားဝယ်ရမှာဖြစ်ပါတယ် okay ဆိုတော့ကျွန်တော်ဒီကောင်သွားပြီးတော့ server သွားပြီး register လုပ်လိုက်မယ်ပေါ့နော်ဒီ serial number ဝယ်ခြင်းကျွန်တော်ရှိမှာလဲဝယ်လို့ရပါတယ် okay အခုဆိုလို့ရှိရင်တော့ဒါကျွန်တော် SN register လုပ်ပြီးသွားပြီပေါ့နော် SN register successful ပြသွားပြီဒါ SN ဝယ်ပြီးသွားပြီပေါ့နော် SN ဝယ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ပြန်ပြီးတော့နောက်တစ်ခါကျွန်တော် bypass ပြန်လုပ်ကြည့်မယ်ပေါ့နော် okay ကျွန်တော်တို့အခုလို SN ဝယ်ပြီးသွားပြီဖုန်း bypass လုပ်တော့မယ်ဆိုလို့ရှိရင်အရင်ဆုံးကျွန်တော်တို့ဖုန်းမှာကြိုးတွေပါထိုးရတာရှိရင်ကျွန်တော်ကြိုးဖြုတ်လိုက်ပေါ့နော်အကုန်ဖြုတ်ပြီးရင်ကျွန်တော်ဘာလုပ်မှလဲဆိုဖုန်းကို Wi-Fi ချိတ်ပေးလိုက်မယ်နော် okay ကျွန်တော်တို့ဖုန်းကို Wi-Fi ချိတ်ပေးပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဘာလုပ်မလဲဆိုတော့ဖုန်းကို Wi-Fi ချိတ်ပေးပြီးသွားပြီဆိုလို့ရှိရင်ဖုန်းကိုကျွန်တော်တို့ကိုပြန်ထိုးလိုက်မယ်နော်ပုံမှန်ဒီတိုင်းကျွန်တော် setup အနေထားမှာပဲပေါ့နော် setup အနေထားမှာပဲကြိုးထိုးလိုက်မယ်ကြိုးထိုးလိုက်ပြီဆိုတာနဲ့ကျွန်တော်တို့ဒီမှာပေါ့နော်ချက်လက်တွေအကုန်ပြန်လာတည်လာလိမ့်မယ်နော်ချက်လက်တွေအကုန်တည်သွားပြီဆိုလို့ရှိရင်ဒီမှာ check in ဆိုပြီးဖြစ်သွားမယ်ဖုန်းမှာလည်း review ကြသွားလိမ့်မယ်နောက်တစ်ခါဖုန်းကိုသူပြန်ပြီးတော့ check in လုပ်လိုက်မယ်ပေါ့နော်တစ်ချက်စောင့်လိုက်okay အခုဆိုလို့ရှိရင်တော့ဒါဖုန်းကလည်းပြန်တက်လာပြီ check in လောက်တာလည်းပြီးသွားပြီပေါ့နော်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ဒီမှာကြည့်ဒီမှာ activate ဆိုတဲ့ခလုတ်လေးရတယ်မှာနှိပ်လို့ရပါပြီတွေ့လားစောကကျွန်တော်တို့ SN သွားမဝယ်ခင်တော့ SN register မလုပ်ခင်တော့ကျွန်တော်တို့ဒီ activate ဆိုတဲ့ခလုတ်လေးကနှိပ်လို့မရဘူးเนาะအခုဒီမှာ SN register လုပ်ပြီးသွားပြီဆိုတော့ activate ဆိုတဲ့ခလုတ်လေးကနှိပ်လို့ရပါတယ် okay ကျွန်တော်ဒီ activate ခလုတ်ကိုပဲနှိပ်လိုက်မယ်ဒါဆိုလို့ရှိရင်သူစပြီးတော့ဖုန်းကိုuncloud bypass လုပ်နေလိမ့်မယ်ပေါ့เนาะဒါဆိုလို့ရှိရင်ကျွန်တော်ခဏစောင့်လိုက်မယ်okay အခုဆိုလို့ရှိရင်တော့ဒါဒီမှာပေါ့နော် your device has been successfully activate ဆိုပြီးတော့ပြပါပြီကျွန်တော်တို့ဖုန်းကနေဖုန်းမှာလည်းကျွန်တော်တို့ activate ဖြစ်သွားပြီပေါ့နော်ဖုန်းမှာဆိုရင်လည်းဒါ home screen တက်လာပါပြီဖုန်းမှာလည်းကျွန်တော်တို့ home screen တက်လာပြီပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ okay ဒါပုံမှန်ဖုန်းကိုပုံမှန်တိုင်းကျွန်တော် iCloud bypass ပြီးတော့ပြန်သုံးလို့ရပါပြီဒါပေမဲ့ဒီ bypass လုပ်ထားတဲ့ဖုန်းတွေကကျွန်တော်တို့ sync up တော့လောလောဆယ်သုံးလို့ရအောင်မှမဟုတ်ဘူးပေါ့နော် Wi-Fi bypass လုပ်ထားတာဆိုတော့ Wi-Fi နဲ့ပဲသုံးလို့ရမယ် sim ထည့်ပြီးတော့သုံးရင်တော့ line တက်မှာမဟုတ်ပါဘူး okay ဒီဗီဒီယိုလေးကတော့ကျွန်တော် iPhone 7 ကို Wi-Fi bypass လုပ်ပြခဲ့တာပဲဖြစ်ပါတယ်အခုလိုမျိုး service နဲ့ပတ်သက်တဲ့ဗီဒီယိုတွေကိုကျွန်တော် channel လေးကဆက်ပြီးတော့တင်ပေးသွားမှာဖြစ်လို့ channel လေးကို like and subscribe လုပ်ထားပေးဖို့တောင်းဆိုပါတယ်ဒီကျွန်တော်သုံးပြခဲ့တဲ့ဗီဒီယိုတွေထဲမှာပေါ့နော်ကျွန်တော်လုပ်ပြခဲ့တဲ့ဗီဒီယိုတွေထဲမှာသုံးခဲ့တဲ့ tools တွေ credit တွေပေါ့နော်အခုလို SN ဝယ်တာမျိုးတွေလိုအပ်ခဲ့လို့ရှိရင်လည်းကျွန်တော်ရှိမှာဝယ်လို့ရပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ရှိပါတယ်